တာပဲဗျာလေးစုတက်ဖို့ရွှေတကုန်းဇီတီတော်မြတ်ကြီးဆိုတာငါတိုင်ဖူးစားအားရပါရကြီးဝအောင်ဖူးလိုက်မင်းအခုမှဖူးတာမလားဖူးတော့တကယ်ကြီးတီဗီထဲမှာတော့မင်းခဏခဏဖူးရတယ်ကွာအခုကတော့မင်းပြောလို့ခုမှပဲဖူးတယ်ဆိုပါတော့ငါလည်းရွာကိုပြန်မြောက်တာကြာပြီဆိုတော့ရွာရဲ့သတင်းပလင်းလေးပါလေဘာမှမကြားဘူးရွာမှာဘာတွေပြောင်းလဲကုန်ဘာမှမပြောင်းလဲပါဘူးငါထင်တယ်ရွာဘာမှမပြောင်းလဲဘူးဆိုတော့ဒီကောင်ငါတို့အိမ်ရောဘာတွေပြောင်းလဲကုန်ဘာမှမပြောင်းလဲပါဘူးဒါပေမဲ့မင်းမွေးထားတဲ့ကြောင်လေးတော့တည်သွားပြီကွာဟာကြောင်လေးတည်သွားပြီဟာအဲ့ဒီကြောင်လေးအရန်လိမ်မာတာကွာဘာဖြစ်လို့တည်သွားတာမင်းအဖေနဲ့မင်းအကိုစကားများကြတယ်လေစကားများပြီးမင်းအကိုကအရင်မူးမူးနဲ့စပက်ကြီးကိုမီးရှို့လိုက်တာပါသွားတာပဲစပက်ကြီးကိုမီးနဲ့ရှို့တယ်အနေနဲ့မဟုတ်စပက်ကြီးကိုမီးနဲ့ရှို့ရတာအောင်အဖေနဲ့ကိုကဘာအတွက်နဲ့စကားများတာလဲဘာကြီးလို့မဟုတ်ဘူးကွာမင်းညမလေးအရက်သမားထွန်းနိုင်နဲ့လိုက်ပြေးတဲ့ကိစ္စဘယ်မှာလင်းလောက်လိုက်သွားပြီနေစမ်းဒီညီမလေးလင်းလောက်လိုက်သွားတဲ့ကိစ္စကိုအမေကဘာမှဝင်မပြောဘူးလားဟင်မင်းအမေကဘာမှဝင်ပြောလို့မရတော့ဘူးလေကွာပြောလို့မရတော့ဘူးဆိုတော့နေစမ်းသူတို့ကအမေစကားကိုနားမထောင်ကြတာလားဘယ်လိုဖြစ်တာလဲအဲ့ဒီလိုလည်းမဟုတ်သေးဘူးကွာမင်းတို့စပယ်ကြီးမိလောင်တော့မင်းတို့အိမ်မှာပါသွားတယ်မင်းအမေကတခါတည်းပါသွားအမလေးကအမေပါသွားတယ်အဲ့ဒါဆိုမေးသေးပြီပေါ့အမလေးဗျာအမေတရားတော့သားရမသိလဲရပါလားအမေမင်းရလဲကွာအမေကြလို့တရားတယ်မှာဘာမှထူးခြားပြောင်းလို့မရှိဘူးလေမင်းမလို့ပြောတတ်တယ်ဗျဟုတ်ပါရဲ့ကထားလိုက်တော့ဒါဆိုရင်ငါအဖေနဲ့ကိုကအခုဘာမှနေကြလဲမင်းအကူကတော့မီးရှို့မှုနဲ့ထောင်ကြပါမင်းအဖေကတော့အဲ့ဒီစိတ်နဲ့ယူနေအမလေးဗျာအမေကသေတယ်အဖေကယူတယ်အကူကထောင်ကြနေတယ်အဲ့ဒါကထူးထူးခြားခြားဘာမှပြောင်းလဲမှုမရှိဘူးလို့မင်းမလို့ပြောရတယ်အဲ့ဒါပုံမှန်ချိန်နေဖြစ်မလားကွာစိတ်ကိုတီတီငင်ငင်လေးထားစမ်းပါကွာဒါလောကရန်တရားရဲ့ပုံမှန်ပြတ်ွက်တွေပါတီနေလိုက်တာရင့်ချက်နေလိုက်တာတရားတွေပေါက်နေတရားရှင်ကြီးအမလေးမင်းခံနေကြည့်မယ်ငါခံနေမရှိသေးဘူးတကယ်ကြီးရဲ့ငါရင်ထဲမှာပူနေပြီကြွပြောသမောင်းဒါဆိုရင်ငါညီလေးတွေညီမလေးတွေရောရင်ဘယ်လိုလဲပြောအောင်ကွာသူတို့ကအေးဆေးပါပဲအမလေးတော်ပါသေးရဲ့အကြီးလေးတို့ကခေါ်ပြီးမွေးထားလိုက်တယ်မလားအဲ့ဒီလိုလည်းမဟုတ်သေးဘူးကွာအဲ့ဒီလိုမဟုတ်တော့ဘယ်လိုဖြစ်ပြန်ပြီတော့ပါဦးသူတို့တလားပူစရာမလိုပါဘူးကွာစိတ်အေးထားလိုက်တော့မလို့အေးထားတာပါမင်းအမလေးခုမှပဲရှင်နေအေးတော်တယ်တကယ်ကြီးပြောစမ်းပါသူတို့တရွာလုံးကတနာနေတော့အေးပေါ့သူတို့ကလည်းရွာထဲမှာလှက်ပါတောင်ရန်စားတော့ရွာတွေကထမင်းညာဟင်းညာလေးတွေပေးလိုက်ကြတာပါပဲကွာအမလေးဟာဒါဆိုကစပါးရဲ့တရောင်းစားဖြစ်